ငါးလေးတွေက600ဈေးတဲ့ဒီငါးလေးက1000ဈေးတဲ့ဒီပဲဈေးလေသလားဗျာ4500ဈေးဒါပဲဈေးလေဒါ900ဒါရောဒါ600ဒီကောင်65တဲ့မနေ့စောကြီးဈေးလာဝယ်တာပါဘယ်နှနာရီလို့လဲရတနာဈေးသစ်ထောက်ကျန်ရတနာဈေးသစ်ပါမနေ့စောကြီးရောင်းလို့ရှိရင်ကိုကြီးလေးလည်းပါပါတယ်မနေ့စောကြီး9ဈေးမှာဈေးလာဝယ်နေပါတယ်ဈေးလေးချိုးပါတယ်အလေးပြေရင်တော့တန်ပါတယ်မနေ့အားကြီးပါပဲရှင်ဘယ်လောက်လဲ2ပိတ်တာ3ပိတ်တာဟော3ပိတ်တာ3ပိတ်တာဆို3မိတ်တာအဲ့တော့ပေါင်းလိုက်ပဲလေနည်းကြတယ်လေစောနာကောင်းတယ်ဒီမျိုးကတော့ဘာဆောင်လဲမချင်းမပေးတဲ့ငါပြေးတယ်ဘူးလေကိုပြောပါအောင်ငါမသိဘူးလေငါလည်းကြောင်းနှမောင်ဖြစ်သွားတာပတ်ပိတ်ရတယ်ကဲထောက်ချက်ဈေးသစ်ပါနက်ပြည်ကြနေရပဲညားလိုက်တဲ့လူဆိုတာကျုံမလေးမနေ့3နာရီလို့ဈေးတဲ့အဲ့လောက်များမနေ့ကဝေရောက်နေအောက်တော့လေးနေလို့ပန်းဝင်ကြီးဘာလာဝေရဈေးဝယ်လေငါးပဲဝယ်တာလေငါး3နဲ့စာအဲ့ဒါကြက်သားလာပို့တာအဲ့4လောက်ရ5လောက်ထိုးတာအပြူက100မှ2000ဒီမုံတယ်ပဲမုံသွားစားညုတ်ချင်းရှိသေးလားဒီမှာဒီကိုကြည့်လိုက်အောင်လူရောတိုက်